阿龙湾漂的面前都背篓的，龙湾口没菜帮我跳到面前的路，我的妈咪。နောက်ဆုံးတော့မင်းရှုံးခဏခဏအာယုံလာနောက်တယ်ခုမှရင်မလုံးပါငါဖမ်းပါမရှိတယ်လို့ငါယုံကြည်ထားခဲ့ငါဘာကပြတ်ထားတယ်ဆုံးဖြတ်ချက်မပြောင်းလဲခဲ့နေဘာကပြတ်ထားရဲ့အနောက်ချက်တွေငါတို့မင်းဖြစ်လိုက်မယ်မယုံဘူးမယုံဘူးဘယ်သူဘာပြောစေမလို့ဘူးမလို့ဘူးဘယ်လိုလာခွဲလဲတရားပဲချင်မယ်နေတရားတဲ့ချစ်တဲ့ကမယုံဘူးမယုံဘူးဘယ်သူဘာပြောစေမလို့ဘူးမလို့ဘူးဘယ်လိုလာခွဲလဲတမယူရဲ့ပဲလူတွေပြောချလေ You sweet teacher me Alo anhပြောတယ်မင်းချစ်သူပြေလုံးတယ်လုံးဝပြုမဆိုင်ပါငါတောင်းတမင်းချစ်တယ်လို့ငါတောင်းမယ် Yeah နောက်ဆုံးမင်းတဲ့ခွဲမခဲ့ရတဲ့လီဒါမျိုးနဲ့မရင်မလုံးပါငါဖတ်တဲ့စာနေရှိတယ်လို့ငါယုံကြည်ထားခဲ့ Yeahငါဘာကပြတ်ထားတယ်ဆုံးဖြတ်ချက်မပြောင်းလဲခဲ့ Yeahနေဘာကပြတ်ထားရဲ့အနောက်ချက်တွေငါတို့မင်းဖြစ်လိုက်မယုံဘူးမယုံဘူးဘယ်သူဘာပြောစေမလို့Hello ရှင်ပြန်တီဆိုတော့ရမ်းမကောင်းပါတယ်ခုချိန်ဖြစ်ပေါ်နေတဲ့ခန်းစားချက်လေးပြောပြပါအရင်ဝမ်းသာပါတယ်လို့အရင်ဘက်ကလို့စာသားလေးမှာတော့အကောင်းဆုံးလဲဆိုနေတယ်ပေါ့ကြောက်စိတ်လေးနည်းနည်းရွတ်သွားတယ်ဆိုဆိုရင်ရှင်ပြန်တော့တယ်ညီလေးပေါ်တဲ့ရဲ့ comment နဲ့ကြားချင်ပါတယ်ကိုဆိုင်တော့ပြောပြပါဦးဆိုတော့ထွန်းထွန်းကဘုရားခင်ကိုကျေးဇူးတင်ရမလို့အဖေနဲ့မေကိုလည်းကျေးဇူးတင်ရမယ်ဘာကြောင့်လဲဆိုတော့ထွန်းထွန်းစီမှာထူးခြားတဲ့ vocal တုံးကာလာရှိရယ်နော်အဲ့တော့ကိုတို့ပြီးခဲ့အပတ်မှာမှားတယ်စာသားမေ့ခဲ့တယ်ဒါပေမဲ့ကိုပြောခဲ့သလိုပဲသားစီမှာဆက်ပြီးတော့လုံနိုင်စွာရှင်နောက်တစ်ခုကသားစီမှာပါဆို creativity စွမ်းရည်ရှိရပေါ့နော်အဲ့ဒီစွမ်းရည်ရှိတဲ့အတွက်ကြောင့်မလို့အကိုတို့ကသားကိုဒီအပတ်ကိုပြန်ပြီးတော့စောင့်ကြည့်ခြင်းနဲ့ဘယ်လိုများဖန်တီးမလဲဆိုပြီးတော့ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ခြင်းလို့ဒီအပတ်ထိဆွဲခေါ်လာတယ်လို့ပြောရမှာပေါ့နော် judge ပြီးခဲ့တဲ့ကပ်မှာဒါမဲ့ဒီအပတ်ကနေစပြီးတော့ dine ရဲ့အမှတ်တွေပါလို့ public voting တွေလည်းပါလာတော့မယ်ဆိုတဲ့အခါမှာပြီးခဲ့ပတ်မှာကိုတို့တွေပြောခဲ့တဲ့အချိန်မှာဘာတွေလို့အပ်တယ်လဲအားနည်းချက်အားသာချက်ပြင်ဆင်ရမယ်ဆိုတဲ့အခါမှာငါညီပြင်ဆင်ပြီးတော့လာတယ်ထူးခြားဆုံးက vocal တုံးဖြစ်တယ်အခုပြောသလိုပဲ Maran ဆိုင်တော်သချင်းသာပြိုင်နေရပြီမဲ့ Maran ဆိုင်တော်နဲ့မတူတဲ့သူတွေနောက်တစ်ယောက်ကိုလိုချင်တယ်လို့ပြောခဲ့တဲ့အခါမှာထူးခြားစွာနဲ့ဖန်တီးပြီးတော့ရှင်ပြိုင်ပေးလို့လည်းကျေးဇူးတင်တယ်ဆိုတော့16နှစ်သားတယောက်အနေနဲ့အကောင်းဆုံးရှင်ပြိုင်ပေးခဲ့တယ်လို့ကိုမြင်တယ်ထပ်ပြီးတော့လည်းပဲဒီထက်ပိုကောင်းတဲ့ performance တွေ vocal performance တွေနောက်ပြီးလို့ခုနထူးခြားတဲ့ creative ဖန်တီးမှုတွေနဲ့အတူပြန်ပြီးတော့ဖန်တီးပေးပါအောင်လို့တော့ပြောချင်တယ်ကျေးဇူးကိုပါဆိုင်
ဒီပါဆိုင်ညီလေး next level ဆက်လက်ပြီးတော့တက်လာနိုင်ပါစေလို့ကိုဆန္ဒပြုပါတယ် ဖေးစုနဲ့ပြေ